Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်သင်ခန်းစာလေးကတော့တခြားတစ်စုံတစ်ယောက်ကကိုယ်ဖုန်းဆက်လိုက်တဲ့အချိန်မှာကိုယ်ဖုန်းရဲ့ screen က auto ပိတ်သွားတဲ့ပြဿနာကိုနီးလန်းနှစ်ခုနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။စာရင်ကိုလုံးဝသွားစရာမလိုပါဘူးเนาะဗီဒီယိုအဆုံးထိကြည့်ပြီးမှ like လုပ်ဖို့အတွက်တိုက်တိုးချင်ပါတယ်ဒါဆိုရင်ဗီဒီယိုကိုသွားလိုက်ပါမယ်เนาะပထမဦးဆုံးအနေနဲ့ကိုဖုန်း call လုပ်မဲ့ application ကိုဖိထားပါပြီးရင် app inform ဆိုတာတဲ့ကိုကျွန်တော်ဝင်ရမယ်เนาะအဲ့လိုဝင်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာကျွန်တော် storage ဆိုတာရှိတယ် okay အဲ့ဒီ storage ထဲဝင်ပြီးသွားလို့ရှိရင်တော့ဒီအောက်က clean เนาะ clear data ဆိုတာရှိတယ်အဲ့ဒီကောင်လေးကျွန်တော်နှုတ်ပြီးမှ clear cache ကိုနှိပ်မယ်ပြီးရင် okay နှိပ်မယ်ပြီးရင်ထွက်မှာပေါ့เนาะဒါကပထမအဆင့်ပေါ့เนาะဒီအဆင့်ကိုတော့လုံးဝကြော်လို့မရဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ဒုတိယအဆင့်မသွားခင်ကျွန်တော်တခုလောက်တော့စကားမဆက်ပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုရင်ဒီဗီဒီယိုရဲ့အောက်မှာ comment 10ရောက်မှတ်တဲ့မိတ်ဆွေတို့ကိုကျွန်တော် Facebook မှာပေါ့နော်တကယ်ချင်းအဖြစ်မိတ်ဖွဲ့ပါမယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ comment အောက်မှာကိုယ့်ရဲ့ Facebook ရဲ့ link ဖြစ်ဖြစ်နော်နာမည်ဖြစ်ဖြစ်ကျွန်တော်ခြံခဲ့ပေးပေါ့နော်ကျွန်တော်မိတ်ဆွေ10ရောက်ကိုကျွန်တော်တကယ်ချင်းအဖြစ်လက်ခံမှာဖြစ်တာပေါ့နော် Facebook မှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒုတိယအဆင့်ကိုတွားလိုက်ရအောင်ဒုတိယအဆင့်မှာတော့ကျွန်တော်ကိုယ့်ရဲ့ phone setting ထဲကိုဝင်ပြီး search bar ထဲကိုဝင်ပြီးမှဒီနေရာမှာကျွန်တော်ရိုက်ထည့်ရမှာက incoming call ဆိုတာကျွန်တော်ရိုက်ထည့်ပေါ့နော်โอเคအဲ့လိုရိုက်ထည့်ပြီးလို့ရှိရင်တော့ဒီနေရာမှာ incoming call setting ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့နှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်တော့ဒီအောက်ဆုံးနေရာမှာကျွန်တော်တို့တွေ့ရတဲ့ proximity sensor ဆိုတာရှိတယ်ပေါ့နော်ဒီကောင်လေးကြောင့်ကျွန်တော်တို့အဲ့လိုဖြစ်နေတာပေါ့နော်ဒါဆိုရင်အဲ့ဒီ proximity sensor ကျွန်တော်တို့ဒီနေရာမှာเนาะအမှန်ချစ်ထားရင်ဒီကောင်လေးကိုကျွန်တော်တို့ပိတ်ရမှာဖြစ်တာပေါ့နော်ဒီကောင်မပိတ်မချင်းကဘလို့မှမရဘူးပေါ့နော်အခုကျွန်တော်ပြောတဲ့ setting နှစ်ခုပဲလုပ်လိုက် okay အဆင်ပြေသွားပြီပေါ့နာဆိုနော်ဒါဆိုရင်အဲ့ဒီ proximity sensor ကိုကျွန်တော်တို့ဖွင့်ထားလို့ရှိရင်ပိတ်လိုက်ဒါဆိုရင် 100% သေချာတယ်နောက်တစ်ခေါက်လုံးဝအဲ့လိုမျိုးမဖြစ်တော့ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့တင်ပေးလိုက်တဲ့သင်ခန်းစာလေးကတော့ဒါပါပဲเนาะအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye